မိတ်ဆွေတို့ရေကျွန်တော်တို့မြန်မာရိုးရာဘေးဒင်ပညာရပ်မှာဆက်လီလုံးအခါဆိုတာဟာအလွန်အသုံးဝင်ပြီးလူအများမသိသေးတဲ့လွှင့်ဝှက်နီးလန်းတစ်ခုလိုပဲဆိုနိုင်ပါတယ်။ရေဘူးရအဖြစ်လူအများကအလုပ်ကိစ္စတစ်ခုခုလုပ်မယ်ဆိုရင်ရက်ကောင်းရက်ညံ့ဂရုအနေထားတွေကိုစဉ်းစားပြီးမှဆောင်ရွက်ကြတာများပါတယ်။ဒါပေမဲ့အချို့အချိန်တွေမှာတော့အရေးပေါ်ဖြစ်လာတဲ့ကိစ္စတွေမဆောက်နိုင်တဲ့အခွင့်အလမ်းကောင်းနေကြောင်းရက်ကောင်းရွေးချယ်ဖို့အချိန်မရှိတော့တဲ့အခြေအနေတွေကြုံရတတ်ပါတယ်။အဲ့ဒီလိုအချိန်မျိုးတွေမှာဆက်လေးလုံးအခါကိုအသုံးပြုနိုင်ပါတယ်။ဒီနီလန်းရဲ့အဓိကအားသာချက်ကတော့ရက်ဆိုးရက်ညံ့မရွေးဘဲအသုံးပြုနိုင်ခြင်းအရေးပေါ်ကိစ္စများအတွက်အထူးသင့်တော်ခြင်းလူဆောင်ချက်တွေကိုအဆင်ပြေစေခြင်းကံတရားအကောင်းဘက်ကိုပြောင်းလဲစေနိုင်ခြင်းတို့ထပ်ပါတယ်။နေ့ရက်အလိုက်ဆက်လေးလုံးအခါအသုံးပြုရန်တနင်္ဂနွေနေ့တောက်ချာနေ့မွန်တဲ့12နာရီဒီအချိန်ဟာအာနာဂုံဒစ်ခါလူမှုဂုံတရင်တိုးတက်စေတဲ့အခါဖြစ်ပါတယ်။အလုတ်အသစ်စတင်ခြင်းလူတွေ့ဆုံခြင်းအရေးကြီးအမြန်တင်ပြခြင်းများအတွက်တင့်တော်ပါတယ်။တနင်္လာနေ့ဗုဒ္ဓဟူးနေ့နနက်9နာရီစတင်မှုအသစ်တွေစီးပွားရေးအစပြုခြင်းအလုတ်လျှောက်ခြင်းများအတွက်အထူးကောင်းမွန်ပါတယ်။ဒီအချိန်မှာလှုပ်သမျှအရာတွေဟာအောင်မြင်ဖို့အခြေခံကောင်းတစ်ခုပါပဲ။အင်္ဂါနေ့ကြာသပတေးနေ့မိုးလွဲ3နာရီဆုံးဖြတ်ချက်ချခြင်းစာချုပ်ချုပ်ဆိုခြင်းငွေကြေးညပတ်သက်သောကိစ္စများအတွက်ကောင်းမွန်ပါတယ်။စင်မာဆုံးဖြတ်ရတဲ့အရာတွေမှာအမှားနေပြီးအကျိုးရှိစေတတ်ပါတယ်။စနေနေ့ဗုဒ္ဓဟူးနေ့နေထွက်ခြင်းနေဝင်ခြင်းဘဝအပြောင်းလဲဖြစ်စေမဲ့ဆုံးဖြတ်ချက်များအတွက်အသုံးပြုနိုင်ပါတယ်။ဘယ်နေရာတွေမှာအသုံးပြုတယ်လဲ။စီးပွားရေးလုပ်ငန်းစတင်ခြင်းဆိုင်ဖွင့်ခြင်းအိမ်ပြောင်းခြင်းခရီးထွက်ခြင်းအရေးကြီးတွေ့ဆုံမှုများငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များမင်္ဂလာကိစ္စများအကြံပြုချက်ဆက်လေးလုံးအခါကိုအသုံးပြုရမှာမိမိစိတ်ထားကောင်းမွန်မှုယုံကြည်မှုနဲ့အတူဆောင်ရွက်မယ်ဆိုရင်ပိုမိုကောင်းမွန်တဲ့ညလက်တွေရရှိနိုင်ပါတယ်။အချိန်တစ်ချိန်မှန်ကန်ခြင်းဟာဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့လည်းဒီနီးလိုင်းကိုလက်တွေ့အသုံးချကြည့်ပြီးအောင်မြင်မှုလမ်းကြောင်းကိုဖန်တီးလိုက်ပါမိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေ။